ဂျပန်အစိုးရရဲ့စစ်ရေးပြန်လည်ထူထောင်ရေးမူဝါဒဟာနိုင်ငံတကာအသိုင်းအဝန်းကိုစိုးရိမ်မှုတွေဖြစ်ပေါ်စေတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးမော်နင်းကမေလ26ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ဂျပန်အနေနဲ့တမိုင်းကရရှိတဲ့နာနယ်တဲ့သင်ခန်းစာတွေကိုရယူဖို့လိုတယ်လို့စစ်ပြီးပေးခဲ့တဲ့ငြိမ်းချမ်းရေးကတိကဝတ်တွေကိုလေးစားလိုက်နာဖို့လိုမယ်လို့မော်နင်းကဆိုပါတယ်။အာရှအိန္ဒိယနိုင်ငံတွေအပါအဝင်နိုင်ငံတကာအသိုက်အဝန်းရဲ့ယုံကြည်မှုကိုရယူနိုင်ဖို့ဆိုရင်ငြိမ်းချမ်းရေးကိုတကယ်လိုလားတယ်ဆိုတာအပြောနဲ့မဟုတ်ပဲလက်တွေ့လှုပ်ဆောင်ချက်တွေနဲ့သက်သေပြဖို့တိုက်တွန်းလိုကြောင်းလည်းမော်နင်းကပြောပါတယ်။ဂျပန်ရဲ့စစ်အင်အားကြီးနိုင်ငံပြန်လည်ထူထောင်လိုတဲ့ဝါဒဟာနိုင်ငံတကာအသိုက်အဝန်းရဲ့စိုးရိမ်ပူပန်မှုတွေကိုဘယ်တော့မှရောပါစေမှာမဟုတ်သလိုလက်ရှိဂျပန်အစိုးရဟာကာကွယ်ရေးနဲ့ပတ်သက်ရင်နိုင်ငံတကာဥပဒေတွေနဲ့ပြည်တွင်းဥပဒေကန့်သတ်ချက်တွေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီးဖြစ်တယ်လို့လည်းမော်နင်းကပြောသွားပါတယ်။ဂျပန်အနေနဲ့စစ်ပီးကာလငြိမ်းချမ်းတဲ့နိုင်ငံအဖြစ်ဆက်လက်ရပ်တည်သွားမှာဖြစ်ပေမဲ့ဒေသတွင်းမတည်မငြိမ်မှုတွေကြောင့်နိုင်ငံတော်လုံခြုံရေးအတွက်ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာနယ်ပယ်တွေမှာအသုံးစရိတ်တွေကိုပုံမတိုးမြင့်သုံးစွဲသွားမယ်လို့လည်းဂျပန်အစိုးရတာဝန်ရှိသူတွေရဲ့ပြောဆိုချက်ပေါ်မော်နင်းကဝေဖန်မှတ်ချက်ပြီးပြောဆိုသွားတာလည်းဖြစ်ပါတယ်။